သတင်းဌာနရဲ့2026ခုနှစ်ဧပြီလ23ရက်နေ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ခင်ဗျာမြန်မာနိုင်ငံကစစ်ကော်မရှင်ရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အာရမခေါ်ဆောင်ခံရပြီးစစ်မှုထမ်းအပတ်စဉ်1ကနေစစ်မှုထမ်းတာဝန်တွေပြီးဆုံးကနေရက်ပြန်ခွင့်ရရှိသူတွေကရန်ကုန်တိုင်းကလူငယ်62ဦးကိုသာအိမ်ပြန်ရောက်တယ်လို့ရန်ကုန် Scott Network နဲ့မြေပြင်သတင်းရင်းမြစ်တွေထံကသိရပါတယ်စစ်ကော်မရှင်ဟာစစ်မှုထမ်းအပတ်စဉ်1ကစစ်တီတွေကိုတာဝန်ပြီးဆုံးကြောင်းလက်မှတ်တွေထောက်ပံ့ပစ္စည်းတွေနဲ့စုငွေတွေပေးအပ်ခဲ့ပွဲကိုကရင်ပြည်နယ်လွိုင်ကော်မြို့မှာပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကပြုလုပ်ခဲ့ပြီးစစ်ကော်မရှင်ခန့်ပြည်နယ်ဝန်ကြီးချုပ်ဦးသိန်းဦးကတက်ရောက်ခဲ့ပါတယ်စစ်တပ်နဲ့စင်းတွေနဲ့တိုက်ပွဲပြင်းထန်ရာရခိုင်နဲ့ရခိုင်အစပ်နယ်မြေတွေကိုပို့ဆောင်ခံရပြီးတေဆုံးပျောက်ဆုံးသွားတဲ့အခြေအနေကိုမူစစ်ကော်မရှင်ဘက်ကထိန်ကြံထားဆဲဖြစ်ပါတယ်စစ်ကော်မရှင်ဟာစစ်မှုထမ်းတင်တန်းတွေကိုအပတ်စဉ်23ထိဆက်လက်ဖွင့်လှစ်ထားပြီးလူငယ်ပေါင်း9000ကျော်ကိုစုဆောင်းထားပေမဲ့တိုက်ပွဲတွေထဲမှာအင်အားပြုံးတီးတာတွေကြောင့်တင်တန်းစင်းတွေနဲ့အနှဲငယ်သာလူလုံးပြနိုင်ပြီးလူငယ်4000ကျော်ဟာစရင်ပျောက်ဆုံးနေတယ်လို့ရန်ကုန် Scott Network ကဆိုထားပါသေးတယ်ခင်ဗျာပြည်သူ့အသံသတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ